မင်္ဂလာပါမောက်ဒီဝစရာလို့မြည်ရပါတယ်ဒီဆရာနိုင်မြန်မာရဲ့တီးလျာကောင်းတစ်ပုဒ်ပါတန်တော်မှာကူလူကြတဲ့ငွေငန်းရိုင်းတို့သခင်မဒေဝစရာအိုးဒေဝစရာအိမ်မက်မက်နေတယ်လို့ပါသလားမိန်းကလေးရာစုံသရာမြိုင်ပါပွင့်ပူးကြတဲ့ခိုင်လုံးငွေတို့သခင်မဒေဝစရာအိုးဒေဝစရာဒုက္ခမကိုအန်တူသောလှတရားအလှတရားအလှတရားဒေဝစရာဝိတယံမှာတွန်းလေးညာတဲ့ကျဲလေးညာတို့သခင်မဒေဝစရာအိုးဒေဝစရာကိုမျက်လုံးတွေမြင်သက်ပြီးငေးမောကကျင်နာသူကိုတောင်းတခဲ့တဲ့ကိုနှလုံးသားရဲ့သခင်မဒေဝစရာအိုးဒေဝစရာအချစ်နဲ့အသေးကိုစိန်ခေါ်တော့အလှတရားအလှတရားအလှတရားဒေဝစရာကန်တော်မဟာမကူလူကြတဲ့ငွေငန်းရိုင်းတို့သခင်မဒေဝစရာအိုးဒေဝစရာအိမ်မက်မက်နေတယ်လို့ပါလားမိန်းကလေးရာစုံသရာမြိုင်မှာပူးပွင့်ကြတဲ့ခိုင်လုံးမဝီတို့သခင်မဒေဝစရာအိုးဒေဝစရာဒုက္ခမကိုအန်တူသောလှတရားအလှတရားအလှတရားဒေဝစရာဝိတယံမှာတွန်းလေးညာတဲ့ကျဲလေးညာတို့သခင်မဒေဝစရာအိုးဒေဝစရာကိုမျက်လုံးတွေမြင်သက်ပြီးငေးမောကကျင်နာသူကိုတောင်းတခဲ့တဲ့ကိုနှလုံးသားရဲ့သခင်မဒေဝစရာအိုးဒေဝစရာအချစ်နဲ့အသေးကိုစိန်ခေါ်တော့အလှတရားအလှတရားအလှတရားဒေဝစရာကျေးဇူးတင်ပါတယ်